စီရတုံးကြော်ပဲကြံတဲ့အတွက်ဒီကနေ့စီသွားတန်းစီမှာဖြစ်ပါတယ်မွန်လွယ်3နာရီခွဲလောက်ကနေစပြီးတော့ Grand Hunter ဆေးရုံနာကနေတန်းစီပါတယ်ကားတန်းကတော့ဒါနည်းနည်းရှည်တယ်လို့ပြောလို့ရပါတယ်မွန်လွယ်ပိုင်းဖြစ်တဲ့အတွက်နေပူပေမဲ့လည်းဒါလေပြေလေးတွေတိုက်ခတ်တာကိုတွေ့ရတဲ့အခါမှာဒါအပူချိန်နည်းနည်းရော့ကျစေခဲ့ပါတယ်ကားပေါ်မှာတော့ဘူးတူတာဖြစ်ပေါ်ရာအကြောင်းအရာတွေကို AI နဲ့စကားပြောဖြစ်ခဲ့ကြပါသေးတယ်။တော့ကြာပေးနေတယ်လဲဆိုတော့ပြတာပါ။ဖုန်းနေ power bank တွေမှာအသုံးများနေတယ်။ကားကရွေ့နေတာထက်စာရင်ရက်နေတာများတဲ့အတွက်နေရလဲပူချွေးရလဲအရန်ထွက်တော့ထိုင်ကုန်ကပတ်မပတ်တော့ပဲနဲ့ဒီလိုပဲလှိပ်ပြီးတော့ပဲတဖြည်းဖြည်းချင်းလိုက်လာခဲ့တာဖြစ်ပါတယ်။ညနေ6နာရီလောက်မှာတော့ဒါစီဆိုင်နာကိုရောက်ရှိပါပြီ35လီတာထည့်လို့ရတဲ့အနေထားမှာလီတာ30ပဲဆန့်တဲ့အတွက်ဒါ3ကီလိုမီတာလောက်တန်းစီပြီးတဲ့တကလားလီတာ30ထည့်ပြီးတော့ညနေ6နာရီမှာအဆုံးသတ်ခဲ့ပါတယ်